လူရှင်ကြီးရှိအောင်တော်မှာဘုဒ္ဓမြင့်မြင့်တော်ကြီးလူရှင်အမေတော်ဒီဥရှိမဲ့တဲ့90တနည်းဘဝဖြစ်စဉ်ခြင်းကိုဘယ်တော့ဒီတူတေပြောင်းမှာရှောက်ထားဖတ်ကြားပြပါဗျာအမေတော်ဒီဥရှိမဲ့ကိုမကွေးတိုင်းပြည်သားကြီးနမ်းမောင်မြို့နယ်ထန်းနေကုန်းကြီးရွာလေးဥကျော်ပေါ်နှင့်ကျွန်းတော်ကြီးရွာနေတော်ဆန်ပြီးတို့မှာ1269ခုနှစ်ဒုတိယဝါဆိုလာတိကျော်9ရက်3ရက်8လ1296ခုနှစ်ဒုတိယဝါဆိုလာတိကျော်9ရက်3ရက်8လ1934အောက်ကြနေတွင်မိရှုတန်းစဉ်ဖွားမြင်ခဲ့ပါသည်ဗျာငွေကြီးမောင်နှမများမှာမတ်အုံးရှင်ဦးနတဝန္တာဦးထွန်းတင်ဒေါ်ခွေဒေါ်ပေါက်စဦးခင်မောင်တို့ကြည်ကြပါသည်ဗျာအသက်16နှစ်ကျော်အရွယ်တွင်ကြောက်ပေါင်းမြို့နယ်3အိမ်10ကောင်းရွာအနီးပေတော်ဘူကုန်းရွာနှင့်နမ်းမောင်မြို့နယ်စီစောကုန်းနယ်ဇာတိဘွားဦးအောင်ညိုဒေါ်အေးစိန်တို့၏တမီဒေါ်တင်မြနှင့်အိမ်တော်ကြခဲ့ပါသည်ဗျာခမဲတော်ဥရှိမန်နေတော်ဒေါ်တင်မြတို့မှတာကိုမောင်စီမက်ခင်ကတာကိုတန်းကျော်မတ်ရွှေတင်တမီမက်ခင်အောင်တာအရှင်တိကိစ္စနာပြီးဝန်တာတမီမက်ခင်ပြုံးခွေလုံးကိုအောင်မြင့်ဦးတမီမမြထေတာကိုသိန်းထွန်းမတ်ဖြူမြင့်တွေတာသမီခုနှစ်ဦးထုံးကားခဲ့ပါသည်ဗျာမိဘဘိုးဘွားအဝေးနေဖြစ်သောနေရာလုပ်ငန်းလုပ်ကိုင်ခြင်းအထူးအဖြင့်ဖမ်းမြင်တဲ့ခြင်းထမ်းတဲ့လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်ဗျာထို့နောက်မိဘများ၏အမွေဖြစ်သောဣစ္ဆာတရားရွှေကဲမှုစီတော်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ၌ကိုအားပစ္စည်းအားလုပ်အားအထက်ကဥဆောင်ပါဝင်ခဲ့ပါသည်ဗျာအထူးသဖြင့်သားဆရာတော်အရှင်တိတိကိစ္စနာပြီးမွန်သား၏ဥဆောင်မှုဖြင့်ဣစ္ဆာတရားရွှေကဲမှုစီကို6ခေကြားကထုံးပြမဲ့ဘုရားမသည်ဥပတိုင်းကကြောက်ပြားခင်ရွှေတီရွှေတင်ကန်းစုံလင်သောဣစ္ဆာရေယရွှေကဲကုန်းစီရောကြီးဖြစ်အောင်အထူးပြင်ပန်းခံလူတန်းဆောင်ရွက်ခဲ့ကြပါသည်ဗျာဣစ္ဆာရေယရွှေကဲကုန်းစီရောရဲ့ဒီနေ့ဆက်လေး၍ရှောက်ထားဖရာတို့ကိုအချင်းချုပ်ပြင်ပြရသည်ဗျာလွန်ခဲ့သောနှစ်200ကျော်ကမကွေးတိုင်းနမ်းမောင်းမြို့နယ်ထမ်းပင်ကုန်းရွာကံစဲရွာနှင့်ဘုရားမြတ်ဖြစ်ကြသောဘုရားကာယကဘုန်းကြီးကြီးတရားတိုင်ကမှာဒေါ်ရွှေပြည်သားစုတို့ဤထားကိုယ်ွယ်ပူဇော်အပ်သောရွှေကဲကုန်းစီတော်မြတ်ကြီးနှင့်တရားနာယူရာဇရက်ကိုတာသမီများဖြစ်ကြသောဖိုးတိုင်းဒေါ်ကြီးကိုဖိုးကိုင်းဒေါ်အမီဥချက်စုဒေါ်ရွှေဥတို့လက်ထက်တွင်၎င်းညီများဖြစ်သောဥကြီးဖြူဒေါ်ဝေကြီးဥကျော်ပေါ်ဒေါ်ချမ်းဒေါ်ကြီးပေါ်ဒေါ်စံမီဒေါ်ပေါ်ကျွဲဥစိန်ဒေါ်နန်းမီဒေါ်အေးတောင်ဒေါ်ဝန်သာဘုဒ္ဓဘောဒေါ်အေးလဥထွန်းစံဒေါ်ဥတုဥထွန်းကျန်ဒေါ်ကျွဲပုဥထွန်းလဒေါ်မီပုဥထွန်းရွှေဒေါ်မီတို့တစ်ထက်တွင်၎င်းအစမပြည့်ပြုပြင်ပူဇော်ဆောင်းလျှောက်ခဲ့ကြပါသည်ဗျာညီများဖြစ်သောဥလာဖေဒေါ်သိန်းကြီးဥုံကျန်ဒေါ်လာမြင့်ဒေါ်အောင်ရှင်ဦးထွန်းတင်ဦးနန္ဒဝန္တာဦးဖိုးတင်ဒေါ်ခွေဦးလာတင်ဒေါ်ပေါက်စဦးရွှေနန်းဒေါ်တင်မြဦးခင်မောင်ဦးရွှေပြိုင်ဒေါ်အောင်စင်ဦးမုံဒေါ်မဲကိုဒေါ်အေးညိုဦးထွေးဦးတာအောင်ဦးလာဖေဒေါ်ကြီးဒေါ်အေးစိန်ဒေါ်ဦးတင်ဦးပြော့ကြီးဒေါ်တင်ကြီးဒေါ်လာတင်ဦးအောင်မောင်ဦးတိလာစာဒေါ်လာရှင်ဦးအောင်တို့ဒေါ်တင်ရွှေဦးတာနာဒေါ်တင်တင်ဦးရွှေဒေါ်တင်ကြီးဦးထွန်းအောင်ဒေါ်စိန်ရင်ဦးဘူဖြူဒေါ်ထွေးခင်တို့တွေလည်းယခုသက်ရှိထင်ရှားမရှိကြသူများကပြုပြင်ဆောက်လုပ်ကြသလိုယခုသက်ရှိထင်ရှားရှိသောဆရာတော်များနှင့်ဒီပုဂ္ဂိုလ်များကလည်းကိုအားဉာဏ်အားပစ္စည်းအားတို့ဖြင့်စွမ်းနိုင်တဲ့များဆောက်ရှောက်ခဲ့ကြပါလိမ့်ဗျာဤတို့များဖြစ်သောတပည့်တော်တို့တစ်ထက်တည်းဘုရားအမွေလေးဖြစ်သောဣစ္ဆာရေယရွှေကဲမှုစီတော်မြတ်ကို
စင်စင်မပြတ်ပြုပြင်ပူဇော်လျက်ရှိကြပါသည်ဗျာစေတီတော်မြောက်ဖက်ကမ်းရရှိတန်တိဒုက္ခတာလာအေးငင်းချမ်းသာစေရကိုလည်းကျန်တဲ့သိန်းကျော်တန်ကောင်းမွန်သောစေရဖြစ်အောင်ပြုပြင်ဆောက်လုပ်က1362ခုနှစ်ဒုတိယဝါဆိုလာတိကျော်15ရက်နေ့တွင်ရည်စဲချပြုကမ်းနိုင်ခဲ့ပါသည်ဗျာဇီရိုရဲ့အင်းရဲ့အရမိကအဆောက်အဦများအထူးတက်ပဲကြီးညိုပဲဖြစ်အောင်ဆက်လက်ဆောင်ရွက်ခဲ့ရာ1300